ngere Trish Dari Konaga, Trish Netutu Shi Nevare, Deep Maja Lushi, beginner, Totomia, challenging Pitabo, Saint Compu the cooking in a ballet, so Dorega, okay, simple present lare, so in a non lady, small past time. First time will not let it. Future test or let to root the test so not let it. Now may enter along go, pound with all long like a catalogy, show to whatever. Okay, elumio, show down, Shinoya, so in dear Pamajaloshi, in Triska, tense reviews of it up, you tombo little Toma Pipare, from the boat Majaloshi. Past 10 year, present 10 year, future 10 year, Guatamu de Obia with me. ပြီးတော့နောက်တစ်ခုကအရင်ကိုမှရှုပ်နေတဲ့အဲ့ဒီ past tense နဲ့ present perfect tense ကိုပြောပြပေးသွားမယ်ပြီးတော့ present tense ရိုးရိုး present tense နဲ့ continuous tense အဲ့ဒါတွေကိုဘယ်လိုမျိုးခွဲရမလဲဆိုတာကိုဒီအပတ်မှာကြာလို့ရှိရင်ဒီ tense review မှာပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဒီနေ့မှာကြာလို့ရှိရင် Trish ကpast tense ရယ် present tense ရယ် future tense တွေကိုဘယ်လိုမျိုးလဲခွဲရမလဲဆိုတာကိုပြောပြပေးသွားမှာပါသူတို့တွေကိုဘယ်လိုမျိုးခွဲရမလဲဆိုရင် past ဆိုတဲ့အတိတ်ကာလအတွက်ကအတိတ်ကာလဘာကိုပြောတာလဲဆိုရင် already happen ဖြစ်ပြီးသွားပြီသူကဖြစ်ပြီးသွားတဲ့အရာတွေအတွက်ဆိုရင် past နဲ့သုံးတယ် present ကကြတော့အခုဖြစ်ပြနေတဲ့ဟာလဲ present လို့ပြောတယ်ပြီးတော့အမှန်တရားတွေအတွက်ဆိုရင်လဲ present နဲ့သုံးပါတယ်သူကကြ happening now true now happening now အခုဖြစ်ပြနေတာ true now အခုမှန်ကန်နေတဲ့အရာအမှန်တရားတွေပေါ့ပြီးတော့ future ဆိုတာက will happen later နောက်မှဖြစ်ပြမယ့်အရာတွေအဲ့ဒါက future past ကကြတော့ဖြစ်ပြီးသွားတဲ့ဟာ present ကအခုလက်ရှိပြစ္ဆုတ်ပံ future ကကြတော့နောက်မှဖြစ်ပြမယ့်အရာkeyword တွေကိုကြည့်ကြရအောင်။အဲ့ past tense ရဲ့ keyword တွေမှာဘာရှိလဲဆိုရင်တော့ yesterday မနေ့ကဆိုတာပြီးသားအရာကွာပြီးတော့ last ဆိုတာလွန်ခဲ့တော့ last month လား last week လား last year လားအဲ့ဒါတွေရှိမှာပေါ့ပြီးတော့ ago ဆိုတာကလည်းလွန်ခဲ့တော့ပြောတာပဲလွန်ခဲ့တော့ဘယ်လိုလဲ2 years ago လွန်ခဲ့တော့2နှစ်ကအဲ့လိုမျိုးပေါ့Okay ပြီးတော့ present မှာကြာလို့ရှိရင် now ဆိုတာအခုကိုပြောတာ everyday နေတာ today ကဒီနေ့ဒါတွေကိုကြာလို့ရှိရင် present နဲ့အသုံးပြုပါတယ်ပြီးတော့ future မှာကြာလို့ရှိရင် tomorrow မနေ့ပြန် next ဆိုတာကနောက်ပေါ့နောက်ဆိုရင်နောက်လာမယ်လာမှာလားနောက်အပတ်မှာလားနောက်နှစ်မှာလားပေါ့next month next year အဲ့လိုမျိုးပုံစံတွေပေါ့ပြီးတော့ soon ဆိုတာမကြာမီမှာဖြစ်လာတော့မယ့်အရာအနာဂတ်မှာဖြစ်တော့မယ့်အရာပေါ့အနာဂတ်တွေအတွက်ဆိုရင် future present ကကြတော့ပြစ္ဆုတ်ပံ past ကကြလို့ရှိရင်လွန်ခဲ့တော့လွန်ခဲ့တဲ့အတိတ်ကာလကိုပြောတာပေါ့ Okay သူရဲ့ example ကကြလို့ရှိရင် I visited my aunt yesterday မနေ့ကငါရဲ့ NDC ကိုတောက်ပြီးတော့အလဲသွားခဲ့တယ်မနေ့ကအလဲသွားခဲ့တယ် Okay ပြီးတော့ she study English every day ဒါကြတော့သူ့အတွက်မှန်ကန်နေတာနေ့တိုင်းသူအင်္ဂလိပ်စာကိုလေ့လာတယ် she study English every day ပြီးတော့ future အနာဂတ်အတွက် they will travel next week နောက်လာမယ့်ပတ်မှာကြလို့ရှိရင်သူတို့တွေကခရီးထွက်လိမ့်မယ် will travel ဒါအနာဂတ်အကြောင်းကိုပြောတာပေါ့ဘယ်လိုမျိုးခွဲခြားရမလဲပေါ့ခွဲခြားရမယ်လင်းမြင်ခွဲခြားနိုင်ဖို့အတွက်ဘာကိုကြည့်ရမလဲဆိုရင်တော့ look at the time work fact the time work ဆိုတာ keyword တွေကိုပြောတာပဲအချိန်ကိုပြတဲ့စကားလုံးတွေကိုအရင်ကြည့်ပါအဲ့ဒါကကြလို့တို့တွေကိုဘာ tense သုံးရမလဲဆိုတာကိုကူညီပေးမှာပဲဖြစ်ပါတယ် yesterday ဆိုရင်မနေ့ကပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါက past tense ဖြစ်ရမယ် past tense ဆိုရင်တော့ but to နဲ့သုံးရမယ်အဲ့လိုမျိုးပုံစံပေါ့ဒီနေ့တွေအကြောင်းကိုပြောနေတယ်ဆိုရင်တော့ present tense ဖြစ်လိမ့်မယ်Okay နောက်လာမယ့်ဟာတွေအနာဂတ်အကြောင်းကိုပြောနေတယ်ဆိုရင်တော့ဒါက future tense ဆိုရင်တော့ tomorrow တွေပါတယ်တွေးလိုက်မှာပေါ့အဲ့လိုမျိုးအချိန်စကားလုံးကိုကြည့်ပြီးတော့တို့တွေက tense ကိုခွဲရမှာပဲဖြစ်ပါတယ် Okay ဒီဗီဒီယိုကိုကြည့်ပြီးတော့ဆိုရင်တော့ past tense ရယ် present tense ရယ် future tense ရယ်ကိုခွဲခြားနိုင်လိမ့်မယ်လို့ထင်ပါတယ်နောက်လာမယ့်ဗီဒီယိုမှာကြာလို့ရှိရင်
simple present tense နဲ့ present continuous အကြောင်းလေးကပြောပြပေးသွားမှာပဲဖြစ်ပါတယ်သူတို့တွေဘယ်လိုမျိုးခွဲခြားရမှာလဲ Okay အဲ့ဒါတွေကိုသိချင်နေဆိုရင်တော့နောက်လာမယ့်ဗီဒီယိုကိုစောင့်ကြည့်ဖို့အမေ့တယ်နော် Bye bye and see you in the next video